မင်္ဂလာပါမြန်မာ audio book YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရောဘတ်ကီယိုစာကီရေးသားထားသည့် Richard ပူဝတ်ဆင်းရဲသောဖေဖေချမ်းသာသောဖေဖေညီသည့်ဘာသာပြန်ဆိုသည်ဒီကနေ့အခန်း3ငွေကြီးပညာတက်မြောက်ရှင်ချမ်းသာသူကဘာကြောင့်ပို၍ချမ်းသာ1990ခုနှစ်ကျွန်တော်တငယ်ချင်းမိုက်သည်သူ့ဖခင်၏လုပ်ငန်းနယ်ပယ်ကြီးကိုဦးစီးကသူ့ဖေဖေလက်ထက်ကလောက်ခဲ့သည့်ထက်ပို၍ကောင်းအောင်လှုပ်ဆောင်လာနိုင်ခဲ့သည်ကျွန်တော်တို့နှစ်ယောက်သည်တစ်နှစ်မှ2ကြိမ်လောက်ကောက်ကွင်းတွင်ဆုံမိကြသည်သူတို့ဇနီးမောင်နှံသည်ကျွန်တော်တို့မျှော်မှန်းမနိုင်လောက်အောင်ပင်ချမ်းသာကြွယ်ဝနေပြီဖြစ်သည်1994ခုနှစ်အသက်48နှစ်မှာကျွန်တော်ပင်စင်ယူခဲ့သည်ထိုစဉ်ကကျွန်တော်ဇနီးကင်သည်အသက်39နှစ်ရှိနေပြီဖြစ်သည်ကျွန်တော်တို့ဇနီးမောင်နှံအတွက်ကြိုးမမြင်နိုင်တဲ့ကက်ဆိုးများကြားရောက်လာနေပါစီကျွန်တော်တို့အလုပ်လုပ်နိုင်သည်ဖြစ်စေမလုပ်နိုင်သည်ဖြစ်စေကျွန်တော်တို့၏ချမ်းသာကြွယ်ဝမှုသည်ငွေကြေးဖောင်းပါမှု၏ဘောင်ကိုကျော်ပြီးတော့တရရိပ်မြင့်တက်နေပြီဖြစ်သည်ထိုရာသည်ကျွန်တော်လိုရှင်သောလွတ်လပ်မှုပင်ဖြစ်ပါသည်ကျွန်တော်တို့၏ပိုင်ဆိုင်မှုများသည်သူ့လိုလိုတိုးပွားနေလောက်အောင်ကြီးမားလာပါသည်ပိုင်ဆိုင်မှုများသူ့လိုလိုတိုးပွားရခြင်းမှာတစ်ပင်စိုက်ရခြင်းနှင့်တူပါသည်တစ်တပင်ကိုစိုက်ပြီးတော့နှစ်ပေါင်းများစွာရေလောင်းခဲ့ရသောအခါတစ်ပင်သည်တက်တန်းကျလာတဲ့အခါမိမိအနေနဲ့တစ်ပင်ကိုဘာမှလုပ်ပေးစရာမလိုတော့ပေတစ်ပင်၏အမြင့်များသည်မြေကြီးထဲတွင်တွင်းနှက်ဆိုင်စွာမြစ်တွယ်နေပြီဖြစ်သည်ဒိုကတစ်ပင်သည်မိမိ၏ပျော်ရွှင်မှုကိုသူ့လိုလိုဖြည့်ဆည်းလာလေသည်မိုက်ကသူ့ဖခင်၏လုပ်ငန်းကိုလုပ်ကိုင်ရန်ရွေးချယ်ခဲ့သည်ကျွန်တော်ကတော့အလုပ်မှနားယူရန်ရွေးချယ်ခဲ့သည်ယနေ့ခေတ်တွင်နေ့ချင်းညချင်းတန်းကြွတည်းဖြစ်လာကြသည့်လူပေါင်းများစွာရှိနေသည်ကိုကျွန်တော်သိရှိနေရပါသည်လူတွေတစ်နေ့တစ်ခြားပို့ပြီးတော့ချမ်းသာလာတဲ့အတွက်ကျွန်တော်သာဓုခေါ်ပါသည်ရေရှိမှာတော့မိမိဘလောက်ချနိုင်လဲဆိုသည့်ထက်မိမိဘလောက်စုဆောင်းနိုင်တယ်လဲဆိုသည့်အချက်ကပို့ပြီးတော့ရေးကြီးသည်ဆိုသည်ကိုတော့ကျွန်တော်တတိပေးလိုပါသည်လူများစုသည်သူတို့ချမ်းသာလာအောင်လှုပ်ဆောင်ရ၌ကွန်ကရစ်6လက်မတူကြီးနှင့်အေယာမမိုးမြောင်တက်ကြီးဆောက်လုပ်နေသလိုဖြစ်နေသည်လူငယ်များသည့်ကျောင်းတွေပြီး၍ဘွဲ့ရည်သာရလာကြတော့လဲငွေကြေးပညာရပ်နှင့်ပတ်သက်ပြီးတော့ခိုင်မာတဲ့အခြေခံမရှိသလောက်ပင်တနေ့နေ့မှာတော့ထို့သောသူများသည်စင်ကျင်ဘုံတွေနေထိုင်ကအိမ်မပျော်နိုင်ဖြစ်ပြီးတော့အကောင်းစားစိတ်ကူးများကိုစိတ်ကူးယဉ်ကြရင်သူတို့ရဲ့ငွေကြေးဆိုင်ရာအခက်အခဲများ၏ထွက်ပေါက်သည်ချမ်းသာမဲ့နီးလန်းတွေတွေးရှိနိုင်ရင်ဖြစ်သည်ဟုယူဆကြပေလိမ့်မည်ထို့ကြောင့်သူတို့သည်မိုးရီတိုက်တွေကိုစပြီးတော့ဆောက်လုပ်ကြသည်ထိုအခါသူတို့ရဲ့အတက်မှာမြန်ဆန်သည်တို့ရာတွင်သူတို့ဆောက်လုပ်လိုက်သောမိုးရီတိုက်ကြီးသည်အချိန်တိုတွင်းမှာမြ мян ဆဆန်ပြီးစီးသွားတော့လဲကာလတိုတွင်းမှာထိုတိုက်ကြီးသည်စူပါဘီယာမျောစင်ကြီးလိုစောင်းသွားတာကိုတွေ့မြင်ကြလိမ့်မည်ဖြစ်သည်ထိုအခါအိမ်မပျော်တဲ့ညတွေစတင်လေတော့သည်ကျွန်တော်နဲ့မိုက်အတွက်တော့အရွယ်ရောက်လာပြီးတဲ့ကာလမှာမိမိတို့အတွက်ရွေးချယ်မှုများကိုဖြည့်မြောက်အောင်လှုံ့ဆော်လာနိုင်ကြပါသည်အကြောင်းမှာကျွန်တော်တို့နှစ်ယောက်သည်ကလေးဘဝတွေကခိုင်မာတဲ့ငွေကြေးပညာကိုအခြေခံကျင့်ကြံ့အောင်သင်ယူခဲ့သောကြောင့်ဖြစ်သည်အကြောင်းမှာငွေကြေးပညာရပ်နှင့်ပတ်သက်ပြီးတော့ကျွမ်းကျင်မှုမရှိတဲ့ကျောင်းသားများစုသည်ကျောင်းပြီးတဲ့အခါတွင်သူတို့ရဲ့စီးပွားရေးလုပ်ငန်းများအောင်မြင်စွာလှုပ်ဆောင်နိုင်ကြပါသည်တို့ရာတွင်ရေရှည်ခီးကိုသွားတဲ့အခါမှာငွေကြေးခွင့်ရက်ထဲမှာရုန်းကန်နေရသည်ဆိုတာကိုသဘောပေါက်လာကြသည်သူတို့သည်အလုပ်ကိုရေကုန်ရေကမ်းစူးစမ်းပြီးတော့လုပ်ကင်ကြတော့လဲရှေ့သို့ရောက်မလာကြပေသူတို့သင်ကြားခဲ့တဲ့ပညာရေးမှာသူတို့ရရှိတဲ့သင်ခန်းစာမှာငွေကြေးရှာဖွေဖို့မဟုတ်ဘဲနဲ့ငွေကြေးကိုပိုင်နိုင်စွာသုံးစွဲရေးမျှတာဖြစ်လေသည်မိမိရရှိတဲ့ငွေကြေးကိုဘယ်လိုသုံးစွဲရမလဲမိမိထံမှငွေကိုသူများထံပါမသွားအောင်ဘယ်လိုလုပ်ရမလဲငွေကြေးကိုအချိန်ဘယ်လောက်ကြာအောင်ထိန်းသိမ်းနိုင်မလဲထိုငွေကြေးကိုမိမိအတွက်မြည်မြလုပ်ပေးနိုင်တယ်လဲစသည့်ချက်နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်သူကိုငွေကြေးနဲ့ပတ်သက်သည့်ပါရမီရှင်ဟုခေါ်ဆိုရပါမည်လူများစုသည်ငွေကြေးစည်းစိမ်မှုကိုနားမလည်သောကြောင့်သူတို့သည်ငွေကြေးရဘာကြောင့်ရုန်းကန်ရလဲဆိုတာကိုရေရေရာမပြောပြနိုင်ကြပေလူတစ်ယောက်သည်ပညာရေးရှင်အလုံးမင်းမြင်မားလင်မြင်မားမည်စီးပွားရေးရလဲကြီးကျယ်အောင်မြင်နေမည်တို့ရာတွင်ငွေကြေးပညာရပ်နှင့်ပတ်သက်လာတဲ့အခါတလုံးတစ်ပါးတာမှမသိတာမျိုးလည်းရှိသည်ထိုသူများသည်လိုအပ်သည့်ထက်အလုပ်ကိုပို၍ကြိုးစားလုပ်ကင်ကြရသည်အကြောင်းမှာသူတို့သည်အလုပ်ကိုမိတို့ကြိုးစားရမယ်ဆိုတဲ့ချက်ကိုသာနားလည်ထားကြသောကြောင့်ဖြစ်သည်တို့ရာတွင်ငွေကြေးကသူတို့အတွက်လှုပ်လှုပ်ပေးနိုင်သည်ဆိုတဲ့ချက်ကိုနားမလည်နိုင်ကြပေငွေကြေးမြောက်များစွာရရှိနေုံနဲ့လူတစ်ယောက်၏ငွေကြေးပြဿနာကိုဖြေရှင်းရမရနိုင်ပေလိမ္မာပါနှံ့မှုကသာထိုပြဿနာကိုဖြေရှင်းပေးနိုင်ပါသည်မိမိကိုတွင်းတစ်ခုတည်းသို့ရောက်နေသည်ကိုတွေးလိုက်ရပါကတူးဆွခြင်းကိုရပ်တန့်လိုက်ပါအလေလက်တန်းစားနှင့်လွှာများသည်ငွေကြေးရရုန်းကန်ရခြင်းကိုအမြဲတစေတွေ့ကြုံနေရပါသည်သူတို့၏အခြေခံဝင်ငွေသည်လစာဝင်ငွေဖြစ်သည်သူတို့လစာငွေတိုးလာတဲ့အခါသူတို့၏သုံးစွဲစရိတ်သည်လည်းမြင့်တက်လာပါသည်သူတို့သည်ချမ်းသာသူများလှုပ်သလိုလှုပ်ရမယ့်အစားသူတို့၏အိမ်ကိုသာသူတို့ရဲ့ပိုင်ဆိုင်မှုစီးစိမ်ဖြစ်ထင်မှတ်နေကြပါသည်မိမိရဲ့အိမ်ကိုရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ယူဆလာကြသောအခါလစာများများရခြင်းသည်အိမ်ကောင်းကောင်းဝန်ထမ်းသည်ဆိုသည့်အတွေးခေါ်သဘောတရားကိုတက်ရောက်နေသည်ထိုများများရ၍များများသုံးစွဲခြင်းသည်ယနေ့ခေတ်အကျွေးတွေဖြစ်စည်းနေတဲ့လူပတ်ဝန်းကျင်၏အခြေခံအုတ်မြစ်ကြီးတစ်ခုပေါ်မှာဖြစ်နေသည်များများရ၍များများသုံးစွဲလာကြသောအခါမိသားစုသည်အကျွေးပို၍ထူလာကြသည်ငွေကြေးရမရေရာမှုများကိုရင်ဆိုင်လာကြရသည်သူတို့၏ယာရုများတိုးပြီးတော့လစာများပိုရနေတော့လဲထူးမခြားနာသလိုဖြစ်သည့်ပြင်ဆုတ်ယုတ်သည့်ဘက်သို့ပို၍များပြားလာသည်
ထိုကဲ့သို့သောခြေနေမျိုးများဖြစ်ပေါ်ရခြင်းမှာငွေကြေးပညာရေးရှုတဲ့သောကြောင့်ဖြစ်သည်စင်းရဲသည့်အလွာနှင့်အလေလက်တန်းစားလွာလူများစုသည်ငွေကြေးရှိမခံသည့်အတွက်စွန့်စားပြီးလုပ်ရသည့်တတိမရှိကြခြင်းဖြစ်သည်ဟုသာအခြေခံအဖြစ်အကြောင်းပြကြသည်သူတို့ယူဆမှာသူတို့၏ရှေးရိုးဆွဲယူဆများဖြစ်သည်သူတို့သည်မိမိ၏အလုံးမှာပဲဖြစ်သလိုဖတ်တွယ်နေကြသည်ရသမျှဘဝကိုလုံလုံခြုံခြုံရှိနေစေခြင်းသည်ထိုအချက်များအားလုံးကိုစစ်တမ်းရှားကြည့်လိုက်တဲ့အခါတန်ပေါင်းများစွာသောအလုပ်သမားတို့သည်မိမိ၏အကြီးမားဆုံးယင်းနှိမ့်မြုပ်နှံမှုဟုယူဆထားတဲ့မိမိတို့ရဲ့နေအိမ်များသည်မိမိကိုယ်ကိုအရှင်လက်လက်ဝါးမြုံနေသည်ဆိုတာကိုရှာဖွေတွေ့ရှိသွားကြသည်သူတို့၏အိမ်သည်လစဉ်ပင်သူတို့၏ဝင်ငွေကိုရော့ကျအောင်လုပ်နေသည်တခြားပိုင်ဆိုင်မှုဖြစ်သောသူတို့စီးသောကားသည်လည်းသူတို့ကိုအရှင်လက်လက်ဝါးမြုံနေသည့်ထဲမှပါနေသည်သူတို့၏အလုပ်များသည်လွန်ခြုံမှုမရှိတဲ့အခါမျိုးမှာသူတို့၌အားကိုးစရာဆိုလို့ဘာတစ်ခုမှမရှိတော့ပေသူတို့ငွေကြေးအခက်ခဲနှင့်ကြုံကြိုက်နေသည့်အချိန်မှာသူတို့၏ရင်းနှီးမြှုပ်နှံမှုဟုခံယူထားသောအရာများသည်လည်းသူတို့ကိုမကယ်နိုင်တော့ပေတင်သည်တင့်ရင်သွေးငယ်များအတွက်မြည်သို့သောပိုင်ဆိုင်မှုများကိုရှိနေသင့်ပါသည်။မြည်သို့သောပိုင်ဆိုင်မှုများရရှိအောင်ကျွန်တော်ကတိုက်တွန်းနေပါသည်။ကျွန်တော်ကိုယ်ပိုင်ယူဆရဆိုရင်တော့စစ်မှန်တဲ့ပိုင်ဆိုင်မှုအမျိုးအစား၈မျိုးခွဲခြားထားပါသည်။ထို၈မျိုးစလုံးသည်ကျွန်တော်အတွက်လှုပ်ဆောင်ရန်ခက်ခဲလာသည်မဟုတ်ပါ။ထိုအချက်များကိုမကြခင်တွေးကြရလိမ့်မည်ဖြစ်သည်။ကျွန်တော်သည်ရေတက်မှာတာဝန်ထမ်းဆောင်နေသည့်တိုင်ချမ်းသာသောဖေဖေလမ်းညွန်ခဲ့သည့်တိုင်နေထိုင်ကျင့်သုံးပါသည်ကျွန်တော်၏တာဝန်ကိုလည်းမပြတ်ကွက်ခဲ့သလိုချမ်းသာသောဖေဖေ၏ငွေကြေးစီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့်လျှို့ဝှက်ချက်တွေကိုလည်းလိုက်နာကျင့်သုံးခဲ့သည်ချမ်းသာသောဖေဖေသည်ငွေရေးကြေးရေးပညာ၏အရေးပါပုံကိုအမြဲဆောင်ပေးခဲ့သူဖြစ်သည်ကျွန်တော်သည်ငွေကြေးပညာရေး၏အခြေခံများကိုပို့ပြီးတော့ကျင့်ကြံလာသည်နှင့်အမျှဝင်ငွေပိုရအောင်ရှာနိုင်လာခဲ့သလိုနောက်ဆုံးတွင်ကိုယ်ပိုင်ကုမ္ပဏီတစ်ခုထောင်လာနိုင်သည့်အထိဖြစ်လာခဲ့သည်မိမိတို့အနေနဲ့အမှန်တကယ်စိတ်ပါဝင်စားမှုမရှိပါကကိုယ်ပိုင်ကုမ္ပဏီတစ်ခုထောင်ရန်ကျွန်တော်အားပေးမိမဟုတ်ပါကုမ္ပဏီတစ်ခုလည်ပတ်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တည်တည်များကိုသိရှိရုံများနဲ့လိုက်မလုပ်စီလိုပါစိတ်ပါဝင်စားမှုရှိမှသာလျှင်လုပ်စီရှိမှသည်ခြုံရပြောရမယ်ဆိုရင်မိမိ၏လုပ်နေမြဲလုပ်ကိုဆက်လက်လုပ်ကိုင်နေရင်မကြခင်တွင်တင်တွေ့ရှိရမယ့်လိုအပ်ချက်တွေကိုလိုက်နာကြည့်ပါထို့နောက်တင်သည်ငွေကြေးစည်းရုံမှုရက်တန့်သွားသောအခါတင့်အနေနဲ့ဇိမ်ခံပစ္စည်းတွေကိုဝယ်ယူလာနိုင်လိမ့်မည်ဖြစ်သည်အရေးကြီးမှတ်သားရမယ့်အချက်မှာချမ်းသာသူများသည်ဇိမ်ခံပစ္စည်းများကိုနောက်ဆုံးကြမှာဝယ်ယူသည်ဆိုသည့်အချက်ပင်ဖြစ်လေသည်ရှို့တဲ့သူနှင့်လူလက်တန်းစားများကတော့ဇိမ်ခံပစ္စည်းကိုအရင်ဆုံးဝယ်ယူတတ်ကြပါသည်တင့်အနေနဲ့ချမ်းသာသောဖေဖေ၏လျှို့ဝှက်ချက်များကိုအချိန်ယူလေ့လာပြီးသောအခါတင့်အနေနဲ့ကြီးပွားချမ်းသာခြင်း၏အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးကိုရယူနိုင်ရန်အသင့်ဖြစ်နေပါလိမ့်မယ်ထိုလျှို့ဝှက်ချက်သည်ချမ်းသာသူများကိုပို့ပြီးတော့ချမ်းသာလာအောင်တွန်းအားပေးနိုင်ခဲ့ပါသည်အချိန်ယူပြီးတော့လေ့လာမယ်ဆိုပါကကောင်းကျိုးကိုခံစားရမှလုံးဝသိကြပါသည်